အတွက်တရားရှိနိုင်မလားတိတ်တိတ်ကလေးစင်ကြမိတဲ့ရင်ခုန်တန်ကိုထိန်ချုပ်ရင်အချစ်ဆိုတာကိုအတွက်တော့စုခုရခတ်တဲ့ပန်းတစ်ပွင့်လိုပဲညလေးပြေကတိုးတိုးလေးပြောတယ်ကိုကံကြမ္မာဟာအဝေးမှာမဟုတ်ဘူးတဲ့မမြင်ဘူးသေးတဲ့ပုံရိပ်ကလေးအတွေ့ထဲမှာတော့ရှင်နေနေရတယ်ဒီနေ့နေ့မှာတော့ဆုံးစည်းရမယ်လို့ရင်ခုန်ခြင်းနဲ့ယုံကြည်နေမယ်ကံကိုရနန်းတွေသင်ပြန်နေညီမနေစတွေ့ကြကရှောင်းလာလာသူရေရတဲ့လောကလေးကိုရှာနေတဲ့ဟူစာရှင်လေးဟာဘယ်သူများလဲနှလုံးသားရခံငယ်တဲ့မှာနှွေးထွေးတဲ့အလေးရောင်ရောက်လာတဲ့အခါဒီကဘာကြီးမှာကိုယ်အတွက်သီးသန့်ဖန်တီးထားတဲ့လူတစ်ယောက်တော့ရှိကုန်ရှိမယ်မိုးရေစက်တွေလွှမ်းပြန်တဲ့လမ်းမှာမင်းလေးတစ်ယောက်ကိုပဲမျောနေမိတယ်လက်ချင်းချိန်လို့အတူတူရှောင်းမယ်နှက်ပြန်တွေကိုတန်းတာရင်အထီးကျန်တဲ့ညများစွာမှမင်းနာမြေကိုပဲခေါ်နေမိတယ်ကံကိုရနန်းတွေသင်ပြန်နေညီမနေစတွေ့ကြကရှောင်းလန်းလာသူရေရတဲ့လောကလေးကိုရှာနေတဲ့ပူဇာရှင်လေးဟာဘယ်သူများလဲရင်ထဲမှာပွင့်လာတဲ့ချစ်အိုးပန်းလေးမတွေ့ရသေးတဲ့မင်းအတွက်ပဲဒီတစ်ချက်လေးနဲ့သိထားမယ်ကံကြမ္မာရဲ့လမ်းဆုံးတစ်ခုမှာမင်းကိုတွေ့ရမယ့်ချိန်ကိုပြောချင်တဲ့စကားတစ်ခုကမင်းစီကိုရောက်ဖို့အကြာကြီးဆောင်ခဲ့ရတယ်လို့အကြာကြီးဆောင်ခဲ့ရတယ်